video နဲ့ပတ်သက်ပြီးတော့ခုနကကျွန်တော် reaction video လေးတစ်ပုဒ်လုပ်ပေးခဲ့ပါတယ်ဆိုတော့အဲ့ဒီ reaction video ပေါ်မှာကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့တချို့တွေဒီ video ရဲ့ဆိုလိုရင်းအတိတ်ပဲဒီ video ရဲ့ personal message ကဘာလဲဆိုတော့တချို့တွေကကနာမသိတာကျွန်တော်တွေ့ရတယ် comment တွေဖတ်ပြီးတော့လीเนาะဆိုတော့အဲ့အတွက်လည်းကျွန်တော်ပြန်ပြီးတော့ဒီ video လေးကို reaction ပြန်လုပ်ပေးတာလည်းဖြစ်ပါတယ်ဆိုတော့ဒီထဲမှာအရင်ဆုံးcomment တစ်ခုကျွန်တော်အရင်ဆုံးဖတ်ပြပေးမယ်ဖတ်ပြီးတော့မှပြန်ပြီးတော့ကျွန်တော်ကြည့်ရှုနေကြ viewer တွေကိုကျွန်တော်ပြန်ပြီးတော့ဘာသာပြန်ပေးမယ်ပေါ့เนาะပြောမယ်ဆိုရင်တော့ဒီကိုယ့်ရဲ့နာမည်ကတော့ရဲမင်းမှာခေါ်ပါတယ်အကိုကဘယ်လိုရေးထားလဲဆိုတော့မင်းရဲ့အရင်ဗီဒီယိုတွေကိုတဲ့အားပေးခဲ့တယ်တဲ့နားထောင်ခဲ့တယ်တဲ့ဆိုတော့အဲ့ဒီစာသားလေးကိုအရင်ဆုံးအကိုအရင်ဒီကနေကျွန်တော်ပြောချင်တာအရန်ကိုကျေးဇူးတင်ပါတယ်အကိုကြီးနော်အရန်ကိုကျေးဇူးတင်ပါတယ်အားပေးခဲ့တဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်အခုမင်းပြောတာကတဲ့တဘာဝကြမနေဘူးတဲ့ခံရတဲ့ကလေးမရဲ့မိဘတွေကကလေးကိုပဲမတင်ကြမပြတ်ထားသလိုနဲ့အပြစ်တင်တဲ့စကားတွေတဲ့သူအဲ့လိုလေးရေးထားတယ်ဒုတိယအပိုင်းမှာအဲ့ဒါလေးကိုလည်းဘာသာပြန်ပေးခြင်းသေးတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့အရှိရ video reaction မှာကျွန်တော်ဆိုလိုတဲ့အတိတ်ပဲကဒီလိုမျိုးဖြစ်စဉ်တွေကိုကြည့်ရှုပြီးသွားတဲ့အခါမှာမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေဒီလိုမျိုးနောက်ကိုယ့်ရဲ့သားသမီးပေါ်မှာအနိုင်ကျင့်တဲ့ပုံစံမျိုးတွေမဖြစ်အောင်အဖြစ်မခံရအောင်ကြိုတင်ပြီးတော့ကျွန်တော်တို့တင် जा ပြတ်သားထားပြီးဖို့လိုအပ်တယ်ကိုအနိုင်ကျင့်တဲ့အခါမျိုးကြုံလာခဲ့ရင်ငြိမ်ခံနေပဲနဲ့ပြန်ပြီးတော့ response လုပ်ဖို့ပြန်ပြီးတော့တုံ့ပြန်ဖို့ဗီဒီယိုထဲမှာ message ပေးချင်တာဖြစ်ပါတယ်နော်အဲ့ဒါလည်းနားလည်းမလွဲသွားစေချင်ဘူးနော်ဒါပေမဲ့ဒီကအကိုကတော့သူ့အနေနဲ့ကျွန်တော်ကအပြစ်တင်နေဆိုတဲ့ပုံစံမျိုးသူ့အနေနဲ့ထင်မြင်နေတယ်အကိုကြီးအဲ့ဒါလွဲနေပါတယ်ပေါ့နော်ကျွန်တော်နဲ့အကိုကြောင့်မှာဒါလေးတွေနည်းနည်းလေးလွဲချော်နေတာဖြစ်ပါတယ်ဆိုတော့တယောက်ဒါအမြင်မတူတဲ့သဘောလေးပါဆိုတော့နောက်တစ်ချက်ထပ်ပြီးတော့ပါရေးထားသေးတယ်ဆိုတော့မင်းစကားရာတဲ့နောက်တဲ့အရိုင်းဆိုင်တွေလှုပ်ချင်ရလှုပ်ပြီးမှပြန်တောင်းပန်လိုက်မယ်ဆိုတဲ့ကလေးတွေပေါ်ထွက်လာနိုင်ပါတယ်တဲ့ဆိုတော့ဒီနောက်ဆုံး message ကတော့တော်တော်လေးကိုအကိုရဲ့ဒါကျွန်တော်ရဲ့ video ကိုကြည့်ပြီးတဲ့အခါမှာအယူအဆတော်တော်လေးလွဲချော်သွားတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ video ထဲမှာပြောပြထားတဲ့အရာကဒီကလေးမလေးပေါ့နော်ပြောမယ်ဆိုဒီညီမလေးကိုဒီကောင်မလေးတွေကသူနဲ့တက်တူရွယ်ကလေးမလေးတွေကဝိုင်းပြီးတော့အနိုင်ကျင့်တယ်။ဆိုတော့အဲ့လိုအနိုင်ကျင့်တဲ့ဟာ response ပြန်လုပ်တဲ့အခါမှာဒီကလေးမလေးတွေကိုကျွန်တော်ပြောတဲ့အပိုင်းမှာပေါ့နော်ကျွန်တော်အားလုံးကို knowledge sharing ပြီးတဲ့အပိုင်းမှာပြန်ပြီးတော့လက်စားချေတဲ့အနေနဲ့နော်ပါးတွေပြန်ရိုက်ဖို့သပင်းတွေစောင့်ဆွဲဖို့ကျွန်တော်အနေနဲ့ဒီလိုမျိုးပြောပိုင်မှုမရှိပါဘူးကျွန်တော်အနေနဲ့ comment ရေးတဲ့လူတယောက်မဟုတ်ပါဘူးနားလည်ထားဖို့ပါလေနော်ကျွန်တော်ကလူတွေအများကြီးကိုနော် video လုပ်ပြီးတော့ creation တင်ဆက်တဲ့လူတယောက်ဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုလူတယောက်ကအကိုတို့လိုမျိုးကျွန်တော်အနေနဲ့လွတ်လပ်တချို့စကားတွေမှာကျွန်တော်ပြောလို့မရပါဘူးအဲ့ဒါတော့အရင်ဆုံးနားလည်ထားဖို့လိုတယ်နောက်ထပ် message ပေးချင်တာကဘာလဲဆိုတော့ကျူးလွန်တဲ့သူတွေဟာဒီကလေးမလေးပေါ်မှာသူလုံးဝစိတ်ကျဉ်နဲ့သွားတဲ့အထိတောင်းပန်ပေးရမှာဖြစ်တယ်တောင်းပန်ယုံနဲ့ပြီးပြီလားဆိုတော့မပြီးသေးဘူးကျွန်တော်ပြောတဲ့အထက်မှာတေချာပြန်နှားထောင်ကြည့်ပါထပ်မှန်ပြီးတော့အပြစ်ဒဏ်တွေချမှတ်ပေးဖို့လိုအပ်တယ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ပြောထားပါသေးတယ်အဲ့စကားအရင်ကလေးနဲ့ပါတယ်အရင်ကလေးနဲ့ပါတယ်ထပ်မှန်ပြီးတော့အပြစ်ဒဏ်တွေထပ်မှန်ပြီးတော့ဒီကလေးမလေးတွေကိုကျူးလွန်တဲ့သူတွေကိုအပြစ်ဒဏ်ထပ်ပေးရမယ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ပြောပေးထားပါတယ်ဒီစကားဘာကြောင့်လေးနဲ့တယ်လို့ပြောရတယ်လဲဆိုရင်လက်နဲ့ကိုထီလက်ရောက်ပြန်ပြီးတော့တုတ်ချင်းဓာချင်းလက်ချင်းပြန်လုတ်ပါလို့မပြောယုံကလွင်ကျန်နာတွေကိုလုတ်ပိုင်ခွင့်ပေးထားတယ်ဆိုတဲ့အတိတ်ပဲတက်ရောက်ပါတယ်ဒါကိုနားလည်စီချင်ပါတယ်เนาะအဲ့ဒါကိုကျွန်တော်အနေနဲ့ဒီထက်ကျွန်တော်ပြောလို့လည်းမရတော့เนาะဒီထက်ကျွန်တော်ပြောလို့လည်းမရတော့နောက်ဆုံးအဆုံးသက်မှာတော့အားလုံးကိုကျွန်တော်တို့တယောက်နဲ့တယောက်ရန်သူကြီးတွေလို့တဘဝလုံးဖြစ်သွားမဲ့အခြေအနေမျိုးကနေမှတငယ်ချင်းပေါင်းသင်းတွေဖြစ်ဆက်လက်ရှင်သန်နိုင်မှုသူတို့ရဲ့လွဲချော်နေတဲ့တင်ယူမှုတွေကိုလမ်းမှန်ပြန်ရောက်တော့ကျွန်တော်တို့တွေကပြန်ပြီးတော့ဒီကလေးတွေကိုknowledge sharing အနေနဲ့သူတို့နားမလည်တာတွေသူတို့မသိတာတွေသူတို့အတွေးခေါ်တွေ round thinking တွေဖြစ်နေတာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဘယ်လိုကုစားရမလဲဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဒီကလေးတွေကိုပြန်ပြီးအဖက်ဆယ်လို့ရနိုင်မလဲရနိုင်သလောက်ကျွန်တော်တို့စူးစမ်းကြည့်တဲ့နယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်အနေနဲ့ knowledge sharing ပေးခဲ့တာဖြစ်တယ်နော်ဒီနေရာမှာပြောစရာရှိတာဒီကလေးတွေကအသက်30တွေမဟုတ်ဘူးကျွန်တော်တို့မြင်တဲ့အမြင်လေးတစ်ချက်လေးဟိုဒေါသတွေကိုခဏဘေးဖယ်ပြီးတော့ကျွန်တော်ပြန်မြင်ကြည့်လိုက်ဒီကလေးတွေက14နှစ်15နှစ်လေးတွေနော်ပြောမယ်ဆိုရင်ဒီ14နှစ်15နှစ်ကလေးတွေရဲ့မှားရင်းသွားတဲ့လုံရက်တွေကိုကျွန်တော်တို့တွေက mature မဖြစ်သေးတဲ့အရွယ်တွေကိုကျွန်တော်တို့ကပြီးပြည့်စုံပြီလို့ထင်ပြီးတော့ဒီလုံရက်ပေါ်မှာလုံးဝခွင့်လွှတ်လို့မရဘူးတုတ်ချင်းဓာချင်းလက်ချင်းကျွန်တော်တို့ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးကြီးတွေပြောနေတာတွေဟာကျွန်တော်တို့ပြောနေတဲ့လူတွေအသက်ရောပြန်ကြည့်လိုက်အသက်တွေကတချို့တွေ35တွေ40တွေ50တွေ60တွေနော်ဝ
15 16 19နေပြောတာကျွန်တော်မပြောလို့သူတို့ရဲ့အသက်အရွယ်သူတို့ရဲ့ level အတိုင်းသူတို့ရဲ့တွေးခေါ်မှုတွေရင်းချက်မှုမရှိသေးတဲ့အတွက်သူတို့တွေပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့လူကြီးတယောက်ဖြစ်လာပြီလူလက်ပိုင်းတွေဖြစ်လာပြီဆိုရင်တော့ဒီလိုကိစ္စတွေကိုကျွန်တော်တို့ပြောဆိုတဲ့နေရာမှာလက်လွတ်စပယ်တွေကျွန်တော်ပြောလိုက်လို့မရဘူးဘာကြောင့်လဲအခုဖြစ်နေတဲ့ကလေးတွေကဟုတ်တယ်ဒီကလေးတွေကလက်ရှိအချိန်မှာတကယ်ကိုရိုင်းဆိုင်နေကျွန်တော်ကိုယ်တိုင်လည်းဒီဗီဒီယိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာရင်းနဲ့တကယ်ကိုမကောင်းစူးနေအောင်ခံစားရတယ်ဒီကလေးမလေးကိုလောက်တာတစ်ခါမကောက်နှစ်ခါသုံးခါလောက်တာနှစ်ခါသုံးခါလောက်အဲ့ဒီလောက်ရုံတွေမဟုတ်သေးဘူးလှုပ်ချီပြီးတော့မှတောင်းပန်ခိုင်းတယ်ဒါတော်တော်လေးကိုပြောရမယ်ဆိုရင်ကျွန်တော်တို့လူပတ်ဝင်းချင်းမှာဒီကလေးမလေးတွေအနေနဲ့ဆိုရင်လုံးဝမလှုပ်တဲ့မလှုပ်ထိုက်တဲ့လောက်ရမျိုးသူတို့ကျူးလွန်ခဲ့တာဖြစ်တယ်နော်ဆိုတော့ဒီလိုအခြေအနေမျိုးကိုဒေါသထွက်မယ်ဆိုလဲအားလုံးအတွက်ထွက်လောက်တယ်ထွက်လဲထွက်တဲ့နဲ့ကိုတိုင်းလဲဒီအနေထားကိုကျွန်တော်အနေနဲ့လဲဒေါသဖြစ်မိတာတော့အမှန်ပဲသို့တော့ကျွန်တော်နဲ့ဒီကကြည့်ရှုနေသူတွေနဲ့မတူညီတဲ့အခြေအနေတွေကကွာခြားမှုတွေရှိရဆိုတော့ကျွန်တော်ရှင်းမှလည်းပြောခဲ့ပြီးသားကျွန်တော်တို့က speaker တယောက်ကျွန်တော်တို့က influencer တယောက်ကျွန်တော်တို့က reaction လုပ်ပြီးတော့လူတွေကိုတင်ဆက်နေ entertain လုပ်နေရတယ် knowledge sharing လုပ်နေရတဲ့လူတယောက်ဖြစ်တဲ့အတွက်เนาะကျွန်တော်ရှင်းမှပြောခဲ့သလိုတုတ်ချင်းဒါချင်းလက်ချင်းကျွန်တော်တို့သွားပြောလို့မရဘူးကျွန်တော်တို့သွားပြောလို့မရဘူးဒါဟာဒီပေါ်တော့တယောက်နဲ့တယောက်အမြင်မတူတာတွေခံစားချက်တွေမတူတာတွေကျွန်တော်ရဲ့ဒီပုံမှာမြင်တဲ့အမြင်တွေမတူတာတွေထင်ကောင်းထင်နိုင်တယ်ပေါ့နော်ကိုချင်းမစားဘူးလို့တချို့တွေပြောတာတွေတွေ့ရတယ်ကိုချင်းမစားစရာလားဒီလိုကိစ္စမျိုးကျွန်တော်တို့လူတယောက်ကကိုချင်းမစားပဲနေမလားစဉ်းစားလေကျွန်တော်လုပ်ခဲ့ဗီဒီယိုပေါင်းကရှေ့မှာရာနဲ့ချီထောင်နဲ့ချီရှိနေပြီကျွန်တော်ဘလို့လူတွေကျွန်တော်ဘလို့ခံစားတတ်လဲဆိုတာလူတိုင်းသိတယ်ခင်ဗျားတို့တက်ပူတနာတတ်တယ်ခင်ဗျားတို့တက်ပူပြီးတော့ဒီတချို့ကိစ္စတွေမှာ sensitive ဖြစ်တဲ့လူတွေမှာကျွန်တော်ပါတယ်သို့တော့ကျွန်တော်လူရှိထွက်ပြီးစကားပြောနေရလူဖြစ်တဲ့အတွက်တော်တော်ကြီးကိုထိမ့်သိမ့်ပြီးတော့တချို့ကိစ္စတွေမှာပြောဆိုရတယ်ဆိုတာကိုမမေ့ပါနဲ့เนาะဆိုတော့ဒီကလေးမလေးတွေကခုနကျွန်တော်ရှေ့ရစကားနဲ့ပြန်ဆက်မယ်ဆိုရင်ကလေးမလေးတွေရဲ့အမေမိဘတွေကကျွန်တော်ကဆိုရင်ကိုယ့်ရဲ့သားသမီးကိုကျွန်တော်အရင်ဆုံးစုံးပါမှာဒီလိုကိစ္စတွေကမလုံးသင့်ဘူးမလုံးထိုက်ဘူးဘလောက်ထိကြီးလေးတဲ့အမှားယွင်းတွေကိုကျူးလွန်ခဲ့တယ်ဆိုတော့ကိုယ့်ရဲ့သားသမီးကိုကိုယ်တိုင်စုံးပါမှာအရင်ဆုံးစုံးမပြီးကြည်နှက်လောက်တဲ့အထိဒါခံခဲ့ရတဲ့သားသမီးရှေ့မှာတွားရောက်ပြီးတော့တောင်းပန်မယ်သူတို့ဘက်ကတခုခုလုပ်မယ်ဆိုရင်လည်းလုပ်ခွင့်ကျွန်တော်အနေနဲ့ပေးတင်ပေးရမယ်ဒါမှသာလေကိုယ့်ရဲ့သားသမီးအနေနဲ့လည်းနောင်အချိန်မှာဒီလိုမျိုးမိုက်ရိုင်းမကျူးလွန်ရဲမှလည်းဖြစ်တယ်เนาะပြီးသူ့ရဲ့အမောက်သူကိုယ်တိုင်သိပြီးတော့မှပြင်လာတာမျိုးလည်းဖြစ်နိုင်တယ်เนาะဆိုတော့အဲ့လိုမျိုးဖြစ်အောင်လေလက်ရှိဒါကျူးလွန်တဲ့မေအေမိဘတွေအနေနဲ့လည်းဒီလိုကိစ္စမျိုးတွေကိုတိတိကျကျနိုင်နင်းနဲ့ကိုယ့်ရဲ့သားသမီးကိုအရှိဆက်ပြီးတော့เนาะလက်ရှိကတော့မှားသွားပြီဒါပေမဲ့အဲ့ဒီအမောက်ကိုဆက်ပြီးတော့မှားတာမျိုးမဖြစ်အောင်ကိုယ်တိုင်ကမိုက်အားပေးမဖြစ်အောင်ကျွန်တော်တို့စင်ကျင်ဖို့လိုတယ်ပြီးတော့ဒီဖြစ်စဉ်ပေါ်မှာလည်းကိုယ့်ရဲ့သားသမီးကိုထိရောက်အရေးယူပြီးတော့မှเนาะတေချာသွန်သင်ဆုံးမပေးဖို့လိုအပ်တယ်အဲ့ဒီလိုပဲဆရာသမားတွေအနေနဲ့လည်းဒီလိုမျိုးဖြစ်ပေါ်လာတယ်ဆိုတာဆရာသမားတွေရဲ့သွန်သင်ဆုံးမမှုတွေကလည်းပြောမယ်ဆိုရင်အနေနဲ့အများတော့အားနည်းချက်တွေရှိနေတယ်လို့ပဲဒီဖြစ်စဉ်မှာကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာသူတို့ကြောက်မဲ့လူသားတကယ်လို့များတာကြောက်မှရှိနေခဲ့တဲ့ဆိုရင်ဒီလိုကိစ္စမျိုးကျူးလွန်မှုအနေနဲ့အများတော့တွန့်ဆုတ်နေမှာတေးကြတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေပြုမှုဆောင်ရွက်ပုံတွေကဘာတစ်စက်လေးမှကြောက်နေတဲ့ပုံစံတစ်ချက်မှကျွန်တော်တို့ဒီဗီဒီယိုရဲ့မြင်ကွင်းထဲမှာမတွေ့လိုက်ရအောင်။နော်လက်ရဲစက်ရဲနဲ့ပြောမယ်ဆိုတော်တော်လေးကိုပဲကျွန်တော်တို့ကြည့်ခဲ့ရတဲ့ကိုရီးယားကားတွေကိုကျွန်တော်တို့background နေတာချိန်လိုက်မယ်ဆိုတကယ်ကိုရီးယားကားတွေကဖြစ်စဉ်ကိုကျွန်တော်ကြည့်နေရတယ်လို့ပဲတော်တော်လေးကိုပဲအယူဝါဒတွေလွဲမှားနေတယ်သူတို့ရဲ့ thinking ဘိုင်းတွေကတော်တော်လေးကိုတကယ်ကို wrong thinking ပါပဲဆိုတော့အဲ့လိုအခြေအနေမျိုးကိုအားလုံးကလက်မခံနိုင်လက်ရှိချိန်မှာဖြစ်နေတာကတော့အထူးဆန်းဘူးတိုးတော်လည်းပဲကျွန်တော်တို့အနေနဲ့ဒီဘက်ကပေးသက်ခံစားနေရတဲ့ခံစားချက်အတိုင်းကျွန်တော်တို့ကဒီဘက်မှာ speaker တယောက်အနေနဲ့ပြောတဲ့အခါကျရင်အဲ့လောက်ဒီ detail ပြောလို့မကောင်းတာရှိပါတယ်အဲ့ဒီပုံမှာလည်းကျွန်တော်ကြည့်ရှုနေကြတဲ့ viewer အနေနဲ့နားလည်မှုမလွဲသွားဖို့ကျွန်တော်အနေနဲ့ပြောကြချင်ပါတယ် okay ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲเนาะဒီလောက်ဆိုလဲအားလုံးနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ဗျ okay ကျေးဇူးပါပဲ